လောကကြီးထဲမှာရှင်တန်ခြင်းစိတ်မရှိတော့လောက်ပင်ပန်းလာတဲ့အခါအရင်ဆုံးကိုမေတ္တာပို့ကြည်ပါအရှင်ဖေဟာဖះတပည့်တော်ရှင်တန်ရတာပင်ပန်းလာပါပြီဖေဟာတခါလေမှာလူတွေရဲ့အဝေးဆုံးပြေးထွက်သွားခြင်းလောက်အောင်မွန်ကျက်လာပါတယ်ဖေဟာဖះတပည့်တော်လွတ်လပ်ခြင်းမိပါတယ်အချိန်ကပျော်ရွှင်ခဲ့တဲ့ဖះတပည့်တော်ရဲ့အတိတ်တွေကိုလည်းပြန်လိုခြင်းမိပါတယ်ဖေဟာဒါကြောင့်ယနေ့မှစ၍ဖះတပည့်တော်ရဲ့ဘဝအေးချမ်းရပါလို့ဤဖះတပည့်တော်ဤပျောက်ဆုံးသွားသောအနာဂတ်တွေကိုလည်းအမြန်ဆုံးရှာဖွေတွေ့ရှိရပါလို့ဤဖះတပည့်တော်လက်ရှိရင်ဆိုင်ကြုံတွေ့နေရသောဒုက္ခအမျိုးမျိုးတို့မှလည်းအမြန်ဆုံးလွတ်မြောက်ရပါလို့ဤအရှင်မြတ်ဖေဟာ